အခုခေတ်မှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကိုသွားပြီးတော့သူတို့ပစ္စည်းဥစ္စာကိုမျက်မှောက်သွားပြီးတော့မကြိုးကြအတိတ်ဘဝကလူခဲ့တန်းခဲ့တဲ့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကဒီဘဝချမ်းသာတာသူတို့ချမ်းသာတယ်ငါတို့တော့မချမ်းသာကောင်းလားလို့ဆိုပြီးစိတ်သွားမကွယ်နဲ့ကုသိုလ်ကံကကိုယ့်ဘက်မပါပဲနဲ့အကုသိုလ်ကံရဲ့နှိစ္စမှုပဲခံရမှာပဲ။အော်ချမ်းသာတဲ့လူတွေသူတို့အတိတ်ကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တာငါလည်းဒီဘဝမှာမေ့နေလို့ဖြစ်ဘူးငါအတိုင်းတာနဲ့ငါလုံးမှပဲဆိုစိတ်ပေါက်မှာဒီပုဂ္ဂိုလ်ဟာဆင်းရဲဒုက္ခလုံးတိုင်းပြည်တစ်ပြည်နိုင်ငံတစ်နိုင်ငံစီမံကိန်းရှိတယ်ဆင်းရဲသူပပျောက်ရေးတဲ့ဆင်းရဲမွဲတေမှုပပျောက်ရေးဟာဘလို့လို့ရမှာမဟုတ်ဘူးလူသူမလူသူရှိနေသမျှကလပ်ပတ်လုံးလှူတဲ့လူကချမ်းသာမလှူတဲ့လူကဆင်းရဲဒီပုံစံအရရှိနေမှာ